ဘော့စကိုရဲ့ဝေဖန်မှုနဲ့အာတီတာရဲ့ထိမိတဲ့တုံ့ပြန်ချက်အားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ Manchester United ကနဝင်ဘော့စကိုကအာဆင်နယ်အသင်းဟာ Premier League မှာချန်ပီယံဖြစ်လာရင်တော့ပြင်းစရာအကောင်းဆုံးအသင်းဖြစ်လိမ့်မယ်လို့ဝေဖန်လိုက်တာဟာဘောလုံးလောကမှာအတော်လေးကြက်ထသွားစေခဲ့ပါတယ်။စကိုကအာဆင်နယ်ဟာတိုက်စစ်ကစားသမားတွေစီကနေဂိုးရရှိမှုနေပါပြီးတေကန်ဘောတွေကိုပဲတအားအားကိုးနေရတယ်လို့ဆိုပါတယ်။ဒါပေမဲ့အာဆင်နယ်နီးပြအာတီတာကတော့ဒီဝေဖန်မှုတွေကိုရဲမောပြီးပယ်ချလိုက်တယ်လို့သူ့အသင်းဟာဥရောပတစ်ဖက်မှာစိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်းဖြစ်သတ်မှတ်ခံရကြောင်းပြန်လည်တုံ့ပြန်ခဲ့ပါတယ်။အာတီတာကတော့စကိုရဲ့အမြင်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့အချက်လက်တွေကိုချပြခဲ့ပါတယ်။ကျွန်တော်ကြားရသမျှကတော့ဒီဝေဖန်မှုတွေနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲ။ဥရောပတစ်ခုလုံးကကျွန်တော်တို့ကိုစိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်းလို့ပြောနေကြတာပါ။အာတီတာအတွက်တော့စကိုပြောတဲ့ပြင်းစရာကောင်းတယ်ဆိုတဲ့စကားထက်ဂွင်အတွင်းကရလက်တွေနဲ့ကဘာတဝိုင်းကအတိအမှတ်ပြုမှုတွေကသာပိုပြီးအရေးကြီးနေတာပါစကိုရဲ့ဝေဖန်မှုတွေထဲမှာအာဆင်နယ်ဟာတေကန်ဘောကနေ19ဂိုးအထိသွင်းယူထားနိုင်တာကိုအားနည်းချက်တစ်ခုလို့ထောက်ပြခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အာတီတာကတော့အဲ့ဒါကိုအသင်းရဲ့နီးပြူဟာပိုင်းကျွမ်းကျင်မှုနဲ့အားသာချက်တစ်ခုအဖြစ်ရှုမြင်ထားပါတယ်အာတီတာဟာပြည်တွင်းကဝေဖန်မှုတွေထက်ဥရောပတလွှားကအားပေးကြီးကျူးမှုတွေကိုပဲပိုပြီးအလေးထားနေပုံရပါတယ်အာဆင်နယ်ဟာလက်ရှိမှာချန်ပီယံလိအုပ်စုအဆင့်10ပွဲလုံးကိုအနိုင်ရထားတဲ့တဦးတည်းသောအသင်းဖြစ်တယ်လို့ပရီးမီးယားလိမှာလည်းမန်စီးတီးကိုအမှတ်အသားနဲ့ဦးဆောင်နေတာပါဒါဟာအာတီတာရဲ့အသင်းဟာပြင်းစရာကောင်းတယ်ဆိုတာထက်ပိုပြီးထိရောက်တဲ့ကစားဟန်ရှိတယ်ဆိုတာကိုပြသနေတာလည်းဖြစ်ပါတယ်ရှေ့တန်းကစားသမားတွေဖြစ်တဲ့ယောခရစ်တို့လိုကစားသမားတွေကလည်းအရေးပါတဲ့ဂိုးတွေကိုသွင်းယူပေးနေတာကြောင့်စကိုရဲ့ဝေဖန်မှုတွေကအချက်လက်ပိုင်းမှာလွဲချော်နေတယ်လို့ယူဆရမှာပါအာတီတာကဆက်လက်ပြီးတော့ဘသူတွေကပြင်းစရာကောင်းတယ်လို့ပြောနေတယ်ဆိုတာကျွန်တော်ကိုနာမည်တွေလိပ်စာတွေနဲ့ email တွေပေးပို့လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့နဲ့စကားပြောကြည့်လို့ရတာပေါ့လို့ခနဲ့တက်ပြန်လဲတုံ့ပြန်ခဲ့ပါတယ်ဒါဟာဝေဖန်သူတွေကိုဂီးမဆိုင်ပဲသူ့ရဲ့လမ်းစဉ်အတိုင်းဆက်သွားမယ်ဆိုတဲ့ပြတ်သားတဲ့သဘောထားကိုပြသလိုက်တာပါတကယ်တော့အောင်မြင်မှုဆိုတာရလက်အပေါ်မှာပဲမူတည်နေတာပါအာဒီတာအနေနဲ့ဒီရာသီမှာစူပလာတွေသာရယူနိုင်ခဲ့မယ်ဆိုရင်ဒီစရာကောင်းတယ်ဆိုတဲ့ဝေဖန်မှုတွေကသူ့အလိုလိုပျောက်ကွယ်သွားမှာဖြစ်ပါတယ်အာဒီတာကတော့သူ့ကစားသမားတွေအပေါ်အပြေးအဝယုံကြည်မှုရှိနေပြီးပရိသတ်တွေနဲ့အတူရောရှင်စရာခိုက်တဲ့တွေကိုဖန်တီးပေးဖို့ပဲအာရုံစိုက်နေပါတယ်ဝေဖန်မှုတွေကိုအာရုံစိုက်နေမဲ့အစားအသင်းကိုပုံမတောင့်တင်းအောင်တိစောက်ဖို့ကသာသူ့ရဲ့အဓိကရည်မှန်းချက်ဖြစ်ပါတယ်အာဒီတာဟာတကယ်ပဲဥရောပရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်းလားဒါမှမဟုတ်ဝေဖန်သူတွေပြောနေသလိုပြင်းစရာအကောင်းဆုံးအသင်းဆိုတာလားကတော့ဓာတိကုံမှရရှိလာမဲ့စုဖလားတွေကပဲအဖြေပေးသွားမှာပါဘော့စကိုရဲ့ဝေဖန်မှုအပေါ်ပရိသတ်ကြီးအနေနဲ့ရောဘယ်လိုမြင်ပါသလဲအာဒီတာရဲ့တုံ့ပြန်မှုတွေကတော့ထိရောက်မှုရှိရလားဆိုတာပြောသွားပြလို့ရပါတယ်ဒီလိုရတာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ MM Bookie page ကို like and follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်